ဖေကသူ့သမီးကိုပင်လယ်ထဲသို့တွန်းချလိုက်တယ်။ကောင်မလေးပင်လယ်အောက်ခြေထိနစ်ဆင်းသွားချိန်မှာတော့ရေသူမတယောက်ကိုတွေ့လိုက်ရတယ်။သူမဟာရေသူမရဲ့အလှကိုချက်ချင်းဆွဲလန်းသွားပြီးလက်လန်းကထိဖို့ကြိုးစားခဲ့တယ်။ရေသူမကလည်းသူမရဲ့လက်ကိုနုညံ့စွာကင်ပေးခဲ့တယ်။ဒါပေမဲ့ခဏအကြာမှာကောင်မလေးအသက်ရှူမရတော့ပဲရေနစ်တော့မဲ့အခြေအနေဖြစ်လာတယ်။သူမရဲ့စိတ်ပြအားငယ်မှုကိုမြင်လိုက်တဲ့ရေသူမကကောင်မလေးကိုခေါ်ပြီးရေနစ်တဲ့ပြင်ပေါ်သို့အမြန်ဆုံးကူးခတ်တက်လာခဲ့တယ်။နောက်ဆုံးမှာတော့ကောင်မလေးအသက်ရှင်သွားခဲ့တယ်။အဖေကသူမကိုမြင်တာနဲ့လှေပေါ်သို့ဆွဲတင်လိုက်တယ်။ကောင်မလေးကရေသူမဟာအနီးမှာရှိနေသေးတာကိုသတိထားမိလို့လက်ဝဲရမ်းပြီးအဖေကိုပြချင်ခဲ့တယ်။ဒါပေမဲ့ရုတ်တရက်အဖေကသူမရဲ့လက်ပင်ကိုညှစ်လိုက်တယ်။ရေသူမကဘာဖြစ်နေမှမသိပဲရှုပ်ထွေးသွားတဲ့ကောင်မလေးလည်းအဖေဘာကြောင့်ဒီလိုလုပ်တာလဲဆိုတာနားမလည်နိုင်ခဲ့ဘူး။ရေသူမကစတင်ကိုကြွေးလာပြီးသူမရဲ့မျက်ရည်တွေကပလဲတွေဖြစ်သွားတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တဲ့အဖေကပိုပြီးစိတ်လှုပ်ရှားသွားတယ်။သူကရေသူမကိုပိုပြီးပလဲကျစေချင်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးအားလုံးကိုနားလည်သွားတယ်။သူမဟာအဖေအတွက်ပလဲရဖို့အသုံးချခံရတဲ့ထိုးတစ်ခုပဲဖြစ်နေခဲ့တာ။ကောင်မလေးကအခွင့်အရေးယူပြီးအဖေရဲ့လက်ကိုအားကုန်ကိုက်လိုက်တယ်။အဖေကနာကျင်ပြီးအော်ဟစ်ကသူမကိုချက်ချင်းလွတ်လိုက်တယ်။အဖေရဲ့သွေးတွေပင်လယ်ထဲစီးဝင်သွားပြီးပင်လယ်ဘီလူးတွေကိုဆွဲဆောင်လိုက်တယ်။အဖေကအမြန်ကောင်မလေးကိုဖတ်ထားပြီးတောင်းပန်ခဲ့တယ်။ရုတ်တရက်ကောင်မလေးကစက်နမအကြီးကြီးတစ်ခုသူတို့စီကိုဝင်လာတာကိုတွေ့လိုက်တယ်။သူမကအဖေကိုတတိပေးဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပြီ။လိုင်းကြီးကသူတို့ကိုလုံးဝမျိုးချလိုက်တယ်။သူတို့ပင်လယ်ထဲပြုတ်ကျသွားပြီးငါးမန်းတွေဝိုင်းလာကြတယ်။အသက်ရှင်ဖို့အပြင်းထန်ရုန်းကန်နေရင်အဖေကသူ့မှာရှိတဲ့အားကုန်သုံးပြီးကောင်မလေးကိုလှေပေါ်သို့ပြန်တိုးတင်လိုက်တယ်။ကောင်မလေးကအဖေကိုဆွဲတင်ဖို့လက်လန်းလိုက်ပေမဲ့တစုံတရာကအဖေကိုတားဆီးထားခဲ့တယ်။ကောင်မလေးကအဖေကိုကယ်ဖို့ရေထဲသို့ခုန်ဆင်းလိုက်တယ်။ငါးမန်းတွေကချက်ချင်းဝိုင်းလာပြီးသူမကိုကိုက်စားတော့မဲ့အချိန်မှာနောက်တစ်စက္ကန့်ကြာသူမမျက်လုံးကိုဖြည်းဖြည်းဖွင့်ကြည့်လိုက်တယ်။သူမမသိသေးဘူး။ရေသူမကသူမကိုကယ်ထားခဲ့တာပဲ။ဒါပေမဲ့ကောင်မလေးကအရန်ပင်ပန်းလုံးလို့တတိလစ်သွားခဲ့တယ်။ရေသူမကသူမရဲ့လက်ကိုထပ်မံကင်ပြီးအားအိမ်တွေပေးလိုက်တယ်။ကောင်မလေးနောက်တစ်ချိန်နိုးလာချိန်မှာတော့အရာအလုံးတိတ်ဆိတ်ငြိမ်သက်နေပြီဖြစ်တယ်